customer တွေဆိုတာကို product video ကိုဝင်ကြည့်လိုက်ပြီဆိုတာနဲ့ပထမအဦးဆုံးသူတို့ကြည့်မဲ့အရာကလူကြီးမင်းတို့ရဲ့ video က like view share comment ဘယ်လောက်ထိရထားလဲဆိုတာကိုအရင်ဆုံးဝင်ကြည့်ကြတာပါကျွန်တော်ဘာဖြစ်လို့ဒီလိုပြောလဲဆိုရင်သူတို့ရဲ့စိတ်ထဲမှာဒီ video ကလူတွေရဲ့စိတ်ဝင်စားမှုဘယ်လောက်ထိရထားလဲယုံကြည်အားပေးမှုရောဘယ်လောက်ထိရထားလဲဆိုတာကိုဥပမာအနေနဲ့ကျွန်တော်တို့ညစီတန်းမှာလူပိုအုံပြီးတော့ဝယ်နေကြတဲ့ဆိုင်ဆိုရင်ကျွန်တော်တို့ရဲ့ယုံကြည်မှုနဲ့စိတ်ဝင်စားမှုကအဲ့ဒီဆိုင်ပေါ်မှာယာနှုံးပြည့်သက်ဆိုင်သွားပါပြီဒီလိုပဲအခု online ပေါ်မှာဈေးဆိုင်ရောင်းတော့မယ်ရောက်နေပြီဖြစ်တဲ့လုပ်ငန်းရှင်တွေအနေနဲ့ကို product video က like view share comment လေးတွေများနေမှရှိနေမှလူတွေရဲ့စိတ်ဝင်စားမှုယုံကြည်အားပေးမှုကိုပို့ပြီးတော့ရရှိနိုင်တယ်ဆိုတာကိုသဘောပေါက်လောက်ပါပြီဒါအတွက်လုပ်ငန်းရှင်တွေအနေနဲ့ TikTok, Facebook, Telegram, YouTube အစရှိတဲ့ platform တွေမှာကိုတင်ထားတဲ့ video တွေကို like view share comment လေးတွေကိုမြန်မာငွေကျပ်နည်းနည်းလေးနဲ့ဘယ်လိုဝယ်ထည့်ရတယ်ဆိုတာကိုလောက်သက်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Smart Digital Box ကိုဆက်သွယ်ပြီးတော့တနာရီခွဲလေးနဲ့အသက်တင်ပေးမယ်အတန်းလေးရှိနေပြီဖြစ်တာမို့အတန်းချိန်လေးယူချင်တယ်ဆိုရင်တော့အခုပဲ comment box မှာ Smart Course ဆိုပြီးတော့ရေးခဲ့ပေးပါကျွန်တော်ဘက်ကနေလူကြီးမင်းတို့ကိုအရောက်ဆက်သွယ်ခဲ့ပေးပါမယ်ကိုယ့်ရဲ့ကုန်ပစ္စည်း product video တွေကို like view share comment လေးတွေများအောင်လုပ်တတ်ခြင်းဖြင့်ဝယ်သူတွေ customer တွေရဲ့ယုံကြည်မှုကိုအရယူလိုက်ပါရောင်းဖယ်ကျေးဇူးပါဆိုင်